Hello ဒါကတော့မနေ့ကတော့ပြီးလက်ခတ်သွားတဲ့ဟာလေးကိုတင်ထားပြီးသွားပြီဆိုတော့ဒါကတောက်တန်းကိုသွားထားတဲ့ဗီဒီယိုလေးပေါ့နော်ဒါကဘကိုးကနေပြီးတော့တန်းလင်းကိုစထွက်တာပါဒါအပြိုကြီးပါကျမကိုဗီဒီယိုရိုက်လို့ရိုက်ဖို့ပြင်နေတာပါအရှိကတော့လိုက်ပူတဲ့အန်တီပါဘလို့ပဲဖြစ်ဖြစ်လေလူတွေရဲ့ဘဝမှာလောကကြီးမှာကို့အဖေမင်းပြီးရင်ဒုတိယမိသားစုအနေနဲ့ကို့အပေါ်မှာချစ်ခင်ပေးတဲ့လူတွေဆိုတာလိုအပ်တယ်ပေါ့နော်ကိုရောက်တဲ့အချိန်လေးမှာကို့အပေါ်မှာအဲ့လိုမျိုးမိဘလိုမျိုးစောင့်ရှောက်ပေးတဲ့လူတွေအားလုံးတကယ်ကိုကျေးဇူးတင်တယ်ခုနကတွေ့တဲ့ဗီဒီယိုလေးကတော့ကိုရီသွားနေတဲ့လမ်းမှာရှင်တောင်းလှည့်တွေ့တာပေါ့နော်ရှင်တောင်းလှည့်တွေ့တဲ့ဟာလေးကိုရိုက်ထားတာပါဒါကတော့တရားပေါ်မှာစတက်နေပါပြီတရားပေါ်နေလမ်းကြည့်လိုက်လို့ရှင်သင်္ဘောတွေဇက်တွေအများကြီးပဲတွေ့ရအရန်ဟိုပါဖြစ်တယ်ချစ်စရာလေးတွေပဲအပေါ်ကတိန်နဲ့အောက်ကရေပြင်းကြီးနဲ့ရှူခင်းကအရန်မိုက်ပကူးနဲ့တန်လျင်နဲ့ကိုလေတော်တော်လေးမောင်းရမယ်လို့ထင်ခဲ့ရတယ်မနက်9 နာရီခွဲရသွားတာပေါ့နော်ကိုရီရေလေကြောက်တန်းကိုရောက်တဲ့အချိန်ရဆိုလို့ရှိရင်10 နာရီပဲရှိသေးတယ်ဒါဆိုလို့ရှိရင်ဒါကျမတို့တက်တဲ့လှေကြီးပေါ့လှေကြီးပေါ်ရောက်နေပြီနီးလေးပါတကယ်တော့ဟိုဘက်ကန်းနဲ့ဒီဘက်ကန်းကူတာခဏလေး2 မိနစ်လောက်တောင်မကြာဘူးထင်တယ်စီးရတာကို့အဖွဲ့တွေတစ်ဖွဲ့လုံးနဲ့စီးရတာဆိုတော့ဟိုဘက်ကတော့ကို့အဖွဲ့တွေတစ်ဖွဲ့လုံးဒီတလှေထဲမှာပဲပါလာရဲဆိုတော့ပြောစရာကောင်းတယ်ကျမတို့ဟိုသွားဒီသွားနဲ့လမ်းညွှန်နေရပါငါးတွေမတွေးခဲ့ဘူးရေတက်နေတဲ့အချိန်မလို့လာတော့မသိဘူးဟိုးပထမသွားတော့ဆိုလို့ရှိရင်လေအနားအထိငါးကြီးတွေတက်လာတာတွေ့တယ်အခုကရေတွေရှန်နေလို့လာတော့မသိဘူးငါးအကြီးတွေမတွေးခဲ့ဘူးအကောင်တေးသေးလောက်ကလေးပဲတွေးခဲ့ဖះရောက်တဲ့အချိန်မှာဖះကလည်းရွှေသင်္ကန်းကပ်ဖို့အတွက်ဘေးနားမှာပတ်ထားတာတွေနဲ့လှုပ်ထားလှေလေးနဲ့သူဆိုတော်တော်ပျော်နေမှာပဲနော်လှေပေါ်မှာလေအဲ့လိုမျိုးသွားတဲ့ခံစားချက်ကအရမ်းမိုက်တယ်ဒီဘက်ကနေပြီးဟိုဘက်ကလှမ်းပြီးတော့မြင်နေရဘကိုးကနေသွားတဲ့ဥစ္စာကဘာလို့မြန်သွားရလဲဆိုတော့အမှတ်နဲ့လမ်းမှာပေါ်ကနေသွားရလဲပြီးရောတင်ငန်းကျွန်းဟိုရောက်တယ်တင်ငန်းကျွန်းလည်းကြရောက်တော့အဲ့ဒီမှာကိုရီလမ်းမှာတည်တယ်တင်ငန်းကျွန်းကဆံပြားသေးကိုဘက်ကို꿰ပြီးမောင်းလိုက်မိသွားလို့ပြီးရောလမ်းမလို့ဆိုပြန်꿰လာပြီးတော့တန်သူမလမ်းဘက်ကိုပြန်တက်တယ်ပြီးရောတန်တင်တရားပေါ်ထောင်တက်သွားတာနဲ့တန်တင်ကိုတန်းရောက်သွားရောမြို့ထဲကိုသွားလို့ရှိရင်တော့တော်တော်အချိန်ကုန်ပါရောက်မှာမဟုတ်ဖះပေါ်မှာလူတွေကလည်းအများကြီးပဲဒီနေ့ပိတ်ရက်ဆိုတော့လေဒီအတက်အဆင်းဆိုလို့ရှိရင်မနေ့ရှောင်းရတင်ရတယ်ဒီကိုကြောက်တန်းကိုလာရဲနဲ့ပြီးလက်ခတ်ကိုဝင်ကြတယ်တိုက်ခောက်ဖះကိုဝင်ပူးကြတယ်တိုက်ခောက်ဖះမှာဆိုလို့ရှိရင်လည်းငစင်ကာရဲ့အုတ်ကူရှိဟိုဘက်နားမှာပေါ့နော်ရောက်ပြီလို့ရှိရင်သွားကြည့်ကြပါအောက်ဖက်တွေကတော့တော်တော်လေးကာထားတယ်ခလေးတွေပြုတ်ကြမှာဆိုလို့ထင်တယ်ရေသွားစော်လို့လားမသိဟိုဘက်အောက်ဖက်နားတွေမှာဘောင်ဘက်တွေပတ်ထားတာတွေ့ဒီနားလေးကနေပြီးလှမ်းပြီးရေပြင်းယူကြည့်ရတဲ့ရှူခင်းကလည်းစိတ်ချမ်းစရာအရန်ကောင်းတယ်ဟိုးဘက်မှာရွာလေးမုံဝယ်စားခြင်းလည်းရှိတယ်မုံဆိုင်လေးတွေတော့ရှိတယ်ထမင်းစားကတော့ဟိုဘက်ချမ်းမှာကြောက်တန်းဟိုဘက်ချမ်းမှာစားတာကောင်းတယ်ကိုရီးယားတော့ရွှေဗမာဆိုတဲ့ထမင်းဆိုင်မှာစားခဲ့တယ်ဖះမှာလည်းရွှေချထားတာအကုန်လုံးဝင်းဝါနေဒီရှိမှဓာတ်ပုံရိုက်ဖို့အတွက်ကိုတော်တော်လေးကိုအချိန်ယူရတယ်လူတွေများနေတော့ကိုယ့်အလှည့်ကိုရောက်ဖို့တော်တော်ထိုင်ဆောင်လိုက်ရတယ်ပိတ်ရက်ဆိုရင်တော့တော်တော်လေးလူများတယ်အဓိကကတော့ပြီးလက်ခတ်ကိုသွားရင်းနဲ့အဲ့လိုမျိုး3 ခုပေါ့ဆင့်ပြီးသွားကြတယ်တန်တင်ကိုရောက်မယ်ဆိုလို့ရှိရင်သွားမယ်ဆိုရင်ဟိုဘက်မှာလည်းရှိသေးတယ်ခရစ်ယာန်ဟိုအရင်တော့ကအဆောက်အဦတစ်ခုလည်းရှိတယ်အဲ့ဘက်တွေကိုတော့ကိုရီးယားမသွားခဲ့တော့ပါဘူးဒါကတော့ပြန်လာပြီးသွားပြီဒါကကိုရီးယားပြီးလက်ခတ်ဖះဘက်ကိုသွားတယ်
လမ်းလေးပေါ့နော်ငါးတွေကိုလည်းငါးသာကျွေးခဲ့ပါတယ်ကြောက်တန်းမှာတော့ကပြီးလက်ခတ်မှာတော့ကိုရီးယားတိတ်ပြီးစုမတောင်းတတ်တော့စုမတောင်းခဲ့မိဘူးသွားပြီးတော့လေးလာရေးထွက်တဲ့သဘောမျိုးလောက်ပဲရှိတယ်ဒါကတော့တန်တင်ကြပေါ့ပြန်ရောက်ပါပြီဒါပါပဲတတား